လိုက်ပါရင်နော်နိုးကတော့ Queen Audible Channel မှာတင်ဆက်ပေးနေတင်ဆက်သူနိုးပါပဲရှင်နိုးဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ကျွန်တော်ဟာသူ့ရဲ့ကာမပိုင်ယောက်ျားဆိုတဲ့ဘီယန်ဇလန်ကောင်းရဲ့အပိုင်းအသစ်ကိုတင်ဆက်ပေးတော့ဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစတဲ့ခင်မှာနိုးတို့ရဲ့ channel ကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်တော့မယ်နော်ဘာတစ်ခုရဲ့ဝေဝေအာဘီခန်းတစ်ခုထဲမှာလူတစ်ယောက်ကအချက်ပလင်းကိုခွဲခြားလိုက်ပါတယ်ဝီရှိပုံစံမယိုးနဲ့အဲ့ဒီလူကလူကျော်တယောက်ဆိုတာတော့သိတာနေမယ်ထင်ပါတယ်သူ့ရဲ့နာမည်ကတော့နိုင်တူမနေပါနာမည်ကြားလိုက်ရုံနဲ့လူတွေကသူ့ကိုကြောက်ရွံ့ကြပါတယ်စီးပွားရေးလောကရဲ့နတ်ပြားတစ်ပါးလိုတင်ဆိုင်ရတော့နိုင်တူမနေဟာအသက်23နှစ်အရွယ်သားရှိသေးတော့ငယ်ရွယ်သောစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ်အရက်မောင်းကတော့6ပေကြော်ကြော်ရှိတာကြောင့်သူ့ရဲ့အရက်ကလူတွေကြားထဲမှာထင်ပေါ်တဲ့လူမျိုးပါနိုင်သူမနေကိုတမတ်တော်ချင်ကြတော့လူတွေမှာတော့ဒူးနဲ့ဒေးပါဒါပေမဲ့နိုင်သူမနေရဲ့မိခင်ဖြစ်သူဒေါ်နန်းမဟာမနေကိုကြောက်လွန်းတာကြောင့်တိတ်ပြပြောရေးကြပြီပါသူမရဲ့မိခင်ကမြေအောက်လောကရဲ့ဘုရင်မတစ်ပါးပါရက်ဆက်မှုကတော့ယောက်ျားသားတို့လက်မြောက်အရှုံးပေးရပါတယ်အသက်48နှစ်ရွယ်မိခင်ကြီးကိုတော့နိုင်သူမနေမနိုင်ပါဖခင်ဖြစ်သူဆုံးပါပြီကြတဲ့မိခင်ကပဲကျွေးမွေးဆောက်ရှောက်ခဲ့ပါတယ်အခုလဲကြည့်လေသားဖြစ်သူမိန်းမမပေးစားပဲယောက်ျားပေးစားမဲတဲ့လေကျုံနိုင်တို့မကြီးကယောက်ျားစစ်စစ်ပြားလို့အော်ပြောပြလိုက်ချင်ပါတယ်ဒါမဲ့ပြောမထွက်ခဲ့ပါပြီးတော့ကျိုးဆိုတဲ့နိုင်တို့မနေမှာရီးစားရှိပါတယ်သူမကိုကျွန်တော်ချစ်တယ်အခုမိဘပေးစားလို့ယောက်ျားရှားတော့မယ်လေအရက်တောက်ပြီးပောက်ခွဲပြစ်မယ်ဘာမှတ်နေလေငါဆိုတဲ့နိုင်တို့မနေကွာကျွန်တော်ဖြစ်ပါမလားအန်တီရဲ့ဖြစ်တာပေါ့ကွယ်ဒီမှာသားနိုင်ရအန်တီသားပါကွယ်သားအောင်မပိုင်အန်တီကချင်အောင်မဆိုင်ဘူးလေဒေါ်နန်းမဟာမနီကကော်ဖီခွက်ကိုတောက်လိုက်ရင်စကားဆိုလိုက်ပါတယ်သူမပေးစားမဲ့သူဟာသားထက်အသက်3နှစ်ကြီးရဲ့ကောင်းနေနမရရှင်နောင်ရဲ့မိဘတွေကဒေါ်နန်းမဟာမနီရဲ့လူယုံတော်တွေဖြစ်ပါတယ်မိမိကိုအသက်ပေးပြီးလင်မယား2ယောက်ရဲ့သားဖြစ်သူရှင်နောင်ကအခုမမီရဲ့ကားရဲ့လူယုံဖြစ်လာခဲ့ပါတယ်အခုသားဖြစ်သူရှင်နောင်နဲ့လက်ထပ်ပေးမယ်လေအပြင်လူတွေကိုသူမှမရှုံပါလူတွေကအပေါ်ရန်စီးစိမ်တွေကြောက်တာလာခဲ့ကြတယ်မဟုတ်ပါလားရှင်နောင်ကလိမ္မာရေးကြားရှိသူတယောက်ပါတားနိုင်လားအရာမှမရှိပေမဲ့လို့ယောက်ျားလေးတယောက်ရှိတဲ့ရှိတိုက်တဲ့ခန္ဓာကိုယ်မျိုးပိုင်ဆိုင်ထားပါတယ်အသားကြီးကတော့သားလောက်မဖြူပေမဲ့လို့ဝါညက်ဖြစ်ပါတယ်နောက်နှစ်ပတ်နေလက်ထပ်ပွဲလုပ်မယ်အန်တီပြောတာမှတ်ထားပါတားနိုင်ရဲ့ကောင်မနဲ့တွေ့ရင်ဇက်ကားတွေကလူမျိုးလေအလျှော့မပေးနဲ့ကြားတာကြားပါတယ်အန်တီနိုးမေမေလို့ခေါ်ဟုတ်ကဲ့မေမေဒီလိုမှပေါ်ကွယ်ဒီနေ့နိုင်အင်ကိုပဲပြန်လာဖြစ်ပါတယ်အမေဖြစ်သူနဲ့တိုးမှဆိုရင်ဆက်စောပြန်လာခဲ့ပါတယ်ဒါမဲ့စိတ်ကူးနဲ့လုံးဝလွဲချော်သွားပါတယ်ပြန်လာပြီလားနိုင်ဟုတ်အမေကျွန်တော်ပင်မလာလို့တွားနာအဲ့လိုအကွက်တွေကခဲနောက်ကျနေပြီတားနိုင်ရဲ့လာထိုင်စမ်းမအောင်မင်းရဲ့အကြောင်းပြက်ချိုငါနားထောင်ပေးမယ်နိုင်လေဆိုဖာပေါ်မှာထိုင်လိုက်ပြီးအမေဖြစ်သူပြောလိုက်ပါတယ်အသားနဲ့လက်ထပ်ပေးမယ်ဆိုရလို့တားတော့မမြင်ဘူးအဲ့ဒါလားမင်္ဂလာဆောင်မှမြင်ရမှာပေါ့သူ့နာမည်ရှင်နောင်းလေအမေဘာလဲနင်းရဲ့ကောင်မလက်ထပ်ချင်နေရလားကောင်းပြီလေမနေ့ဖြန်မင်းရဲ့ကောင်မလွှတ်လိုက်ငါနဲ့စကားပြောကြည့်မယ်သူ့ရဲ့ပုံစံသဘောကျရင်လက်ထပ်ပွဲမလုပ်ဘူးဒါမဲ့သဘောမကျရင်နောက်နှစ်ပတ်နေမင်းလက်ထပ်ရမယ်ဒေါ်နန်းမဟာမနီလည်းအဲ့လိုပြောပြီးချင်းမိမိရဲ့အခန်းထဲသို့ပြန်ဝင်သွားပါတယ်အဲ့ဒီနောက်တစုံတူကိုဖုန်းခေါ်ဆိုလိုက်ပါတယ်တာရှင်းအောင်မနေ့ဖြန်အိမ်လာခဲ့နော်မေမေနဲ့တူကိစ္စလေးရှင်းရအောင်ဟုတ်ကဲ့ကျွန်တော်သိပါပြီဖုန်းချပြီးတော့ခါသူမကောင်းကင်ကြီးကိုမောကြည့်နေပါတယ်တားနိုင်ကိုတခုမပြောရသေးပါသူယူမဲ့ရှင်နောင်းဆိုတဲ့သူဟာသူမရဲ့ဂိုင်းသားတူဖြစ်ုံသားမကသူမရဲ့လူယုံတူဖြစ်တယ်ဆိုတာကိုပေါ့တားနိုင်ကြီးမင်းကငယ်ပါသေးရဲ့ကွာဟယ်လိုချစ်နိုင်တရချစ်သူဖြစ်သူမာယာထံကိုဖုန်းပြောနေပါတယ်မနှက်ပြန်ကိုယ့်အိမ်မှာအမေကမင်းနဲ့ဆွေးနွေးချင်လို့တဲ့အဲ့ဒါလာခဲ့ပြီးနော်ချစ်တယ်နော်မမဟိတ်ကောင်နိုင်အလုတ်တို့ရောက်တော့ခါငယ်တငယ်ချင်းဖြစ်သူနေမန်ဦးနဲ့ဆုံချင်းဖြစ်ပါတယ်
နေမန်မင်းပြန်ရောက်တာအကြောင်းမကြဘာမကြောက်ကွာငါကောက်ကြည့်ရနေမန်ဦးကလွန်ခဲ့တဲ့3နှစ်ကအမေရိကမှာကြောင်းတက်နေခြင်းဖြစ်ပါတယ်အခုပြန်လာတော့စိုင်းမစင်းပုံမစင်းနဲ့တကယ်ကောင်ငါစီလာတာလားအေးပေါ်ကွာဒီမှာငါသိရမင်းတယောက်ပဲရှိရလေကွာအေးပါကွာငါလည်းပြောစရာရှိသေးတယ်ရှုံးကန်ထဲမှာနေမန်ဦးကအကြောင်းစုံပြောပြတော့ခါဟာမင်းရဲ့မားသားကြီးကတော့မိုင်းလိုက်ချီလားမမိုက်ပါဘူးကွာငါမေခင်မီချက်ကတော့ငါတော့ထိုင်ကိုလိုက်ချင်တယ်ဒါနဲ့ရှင်နောင်းဆိုရလို့မင်းတွေ့ဘူးလား no တော့ကြောင်ပုံစိုးပန်းစိုးကြီးဆိုရင်တော့ကွာဟာဟာရှင်နောင်းနဲ့ဒေါ်နန်းမဟာနီယာသူတို့ရဲ့ရှေ့မှာထိုင်နေတော့မာယာဆိုတဲ့အမျိုးသမီးကိုကြည့်နေကြပါတယ်မင်းကအန်တီနိုင်သူမတီရဲ့ချစ်သူဆိုရလားဟုတ်ပါတယ်အန်တီမာယာရင်ထိန်နဲ့ဖြစ်နေပါတယ်သူမရှိရလူနှစ်ယောက်ကသူမဆိုးရဲစွာစိုက်ကြည့်နေပါတယ်အန်တီသာမကြခင်လက်ထပ်တော့မှာဆိုတာမင်းသိသလားဟုတ်ကဲ့သိပါတယ်အန်တီသိရနဲ့ကွယ်နောက်ဆုံးပေးစမ်းမှာမဖြစ်နိုင်အန်တီတကယ်လားအန်တီရောသူများတွေလို့ပတ်စံပေးမှာမဟုတ်ဘူးကွယ်တားရှင်နာရှင်နောင်းတတိပေးလိုက်တဲ့နဲ့ရှင်နောင်းကဓာတ်ရှိတလက်ကိုစပွဲကိုပေးလိုက်ပါတယ်ဘယ်လိုလဲကြိုက်လားမမရရှင်နောင်းကဆူလိုက်ပါတယ်ကိုနိုင်ရနင့်ကိုကြိုက်မလို့ထင်နေရလား तू ကနင့်လို့မာယာနှက်ခမ်းကိုရှင်နောင်းကလက်ညှိုးလေးဖြင့်ပိတ်လိုက်ပါတယ်စကားရဒိုင်ယာလော့တွေကိုပြန်ကြည့်လိုက်အောင်ပြီးတော့မင်းကနှိုင်းချက်လီကိုတက်ကိုကိုချစ်တယ်မဟုတ်လားဟာဟာဟာတမန်နဲ့ရောက်ခမဖြစ်သူတို့ရဲ့လိုက်ဖန်နေမှုကြီးဟာရှေ့ရကောင်းမလေးကိုခြောက်လက်နေလေးပါတယ်ဟယ်လိုချစ်အဆင်ပြေလားချစ်တို့လမ်းခွဲရအောင်ဘာချစ်မမေ့ချစ်ကိုဘာပြောလိုက်လို့လဲရှစ်မမေကဘာမှမပြောပါဘူးကျမကိုလမ်းခွဲပေးပါကျမပြောချင်တာဒါပဲဟယ်လိုချစ်ဟာကွာဖုန်းချသွားပြီနိုင်တရဖုန်းဝုန်းကနေပြစ်ချလိုက်ပါတယ်နိုင်ရဲ့ဖုန်းကတော့ကြမ်းပြက်ပေါ်မှာတစားစီပြက်နေပါတယ်နိုင်လည်းအလင်းအမြန်ကားပါခင်သို့ဆင်းသွားပြီးအိမ်သို့ဒုံးဆိုင်မောင်းသွားပါတယ်သူခုပောက်ကွဲပြက်လိုက်ချက်ပါတယ်မမေအော်မနီနဲ့ဝင်လာခဲ့နိုင်ရဲ့အမေကဆိုဖာပေါ်မှာထိုင်နေပြီးတနက်ကိုတန်ရှင်းလုပ်ပေးနေပါတယ်အမေကမာယာကိုဘာတွေပြောလိုက်တာလဲဟင်စိတ်လျှော့စမ်းမှာတားရင်တကယ်ပဲဒေါ်နန်းမဟာမနီလည်းတနက်ကိုချလိုက်ပြီးသူမရဲ့သားပြစ်သူထံသို့တက်တဲမမဲရှောက်လာပါတယ်မင်းရဲ့ကောင်မတိတ်ပြီးအကြောက်ကြီးဟဟသူ့ရဲ့မိခင်ဖြစ်သူထမ်းမစကားကြောင့်မျက်မှောင်ကျုံမိသွားပါတယ်အမေ तू ကမိန်းကလေးလေအဲ့ဒါဆိုအမေကယောက်ျားလေးလားအမေငါ့ကိုမအော်နဲ့နိုင်မင်းရဲ့စောက်ကောင်မမင်းနဲ့လုံးဝသဘောမတူနိုင်အေးမကြိမ်နဲ့လို့အကောင်မနောက်လိုက်ချင်လေလိုက်သွားလေဒါမဲ့အဝတ်တဲ့ကိုတခုနဲ့ပဲအဲ့ဆိုရင်မင်းရဲ့ကြီးမြတ်လှပါပြီဆိုတဲ့ကောင်မမင်းကိုလက်ခံနိုင်ပြီလားဆိုတာစမ်းကြည့်လိုက်စမ်းပါအမေကစကားကိုအပေါ်မပြောဘူးနော်စမ်းကြည့်လိုက်ပါဟာဟာကောင်းပါပြီမမေအကယ်၍ तू မလက်ခံခဲ့မယ်ဆိုရင်မင်းအမေပါနှားရင် तू မလက်ခံရင်မင်းသူနဲ့လက်ထပ်လိုက်ပေါ့လက်မခံတော့ရှင်နောင်းနဲ့လက်ထပ်ဖို့ပြင်ထားပါကောင်းပါပြီနိုင်လေအိမ်ပေါ်သို့တက်သွားပါတယ်မနှက်ပြန်အတွက်သူစစောအနားယူမှာဖြစ်မဲ့လေအိမ်ပေါ်ထက်သို့တက်သွားတဲ့သားဖြစ်သူကြည့်ရင်ဒေါ်နန်းမဟာမနီခေါင်းသာခါရမ်းလိုက်ပါတယ်နှိုင်းသူမနီမိမတယောက်ရဲ့အကြောင်းမိမရဲ့တည်ရဲ့တားရဲ့ငါဆိုတဲ့နန်းမဟာမနီဟာနာမည်တစ်လုံးနဲ့နေတာငါမပိုင်ချင်အောင်မရှဘူးရှင်နာတယောက်လူတယောက်ကိုအချက်ပေါင်းများစွာထိုးကျိတ်နေပါရီအထိုးခံရသူကတော့ကျိုးရီတုံးတောင်ထားပြီးမျက်နှာမှာလည်းတွေးနေနေအဲ့ဒီလူကသူ့ရှို့တယောက်ပါရှင်နာကထိုးနေအောင်ရှက်လိုက်ပြီးလာမင်းကြည့်ရှင်လိုက်ဟုတ်ရှင်နာကခိုင်းမှာခိုင်းကျုပ်ဒေါ်နန်းမဟာမနီပြီးရင်အာနာရှေ့သူတူဖြတ်ပါတယ်ဒါကြောင့်ညာကိုင်းသားများရှူသေးရပါတယ်မကြခင်ခိုင်းကျုံရဲ့တမတ်ဖြစ်လာမယ်လူဆိုတော့ပူတော့စိုးပါတယ်ရှင်နောင်းကခိုင်းမထွက်ကစိတ်ပြေလက်ပြောင်ဘာတစ်ခုတို့သာမောင်းလာခဲ့ပါတယ်သူလည်းမကြခင်လက်ထက်ရတော့မဲ့သူမဟုတ်လားဒီမင်္ဂလာပွဲကိုကြည်ကြည်နက်နက်ကြီးလက်ခံခဲ့တာချစ်လို့တော့မဟုတ်ပါဒါပေမဲ့နောက်ပိုင်းတော့ချစ်လိုက်တော့တမျိုးပေါ့လေရောက်ပါပြီစတေးနိုင်ဆိုတဲ့ဘာတစ်ခုဒီဘာရှိလူတွေကတော့မြေအောက်ကိုင်းသားတွေနဲ့တရားဝင်စီးပွားရေးလုပ်တဲ့ယူတာလာပါတယ်
ဘီယာရှင်နောင်းကဘီယာပဲတောက်တတ်ပါတယ်ကြံတဲ့အရက်တွေဆိုရင်ထိရမထိပါဝိတာကောင်းလေးကဘီယာတစ်ခွက်ချပေးလာပါတယ်ရှင်နောင်းလည်းဘီယာကိုစိမ့်ယူရင်တောက်နေလေးပါတယ်ပြောရရင်ဒီပါကလူဆုံးပါတယ်ရှင်နောင်းသားတို့လူတယောက်ကရှောက်လာပြီးဒီမှာထိုင်မယ်နော်ရှင်နောင်းကြည့်လိုက်တော့ဖြူဖြူတသေးကောင်လေးတယောက်ပါရှင်နောင်းကြည့်ရတဲ့လောက်တော့စက္ကွန်18လောက်ပေါ့ဒီမှာကောင်းလီမင်းကိုအီစီကလေးတွေလာမလုံးနဲ့ငါမကြခင်မင်္ဂလာဆောင်တော့မှာတဘောပေါက်ဒါမဲ့ယူကအခုမှမဟုတ်သေးရအဲ့ဒီကောင်းလီကသူ့ရဲ့လက်ကိုရှင်နောင်းလက်တွေပေါ်မှာကစားနေပါတယ်ရှင်နောင်းကမခံနိုင်တဲ့အစုံအဲ့ဒီလက်တွေကိုဖမ်းချုပ်လိုက်ပြီးလင်းလိုက်ပါတယ်နားတယ်လွတ်ပေးပါနောက်ကမနှောက်ရှက်တော့ပါအဲ့ဒီကောင်းလေးထံမှာမနှောက်ရှက်တော့ပါဘူးလို့ကြားတော့အခါမှာလွတ်ပေးလိုက်ပါတယ်ဘလို့ဟာရီမန်းမသိဘူးဘာရှစ်မဘာပိုင်ဆိုင်မှုမရှိတော့မာယာရဲ့အတန်ကြောင့်စာနီယာလူတွေအားလုံးကသူတို့ဝိုင်းမှာရှောင်းနေပါတယ်နိုင်ရဒီနေ့အမေလှုပ်ခိုင်းတဲ့အတိုင်းလုပ်နေပါတယ်ဒါကြောင့်မာယာနဲ့တွေ့ရန်ကီတခုချင်းလိုက်ပါတယ်ချစ်ပဲကို့ချစ်တယ်ဆိုဒီမှာကိုနိုင်တို့မတည်ကျမလည်းမိမသားပါရှင်အနည်းနဲ့အကိန်းတမတ်မှုရှိပါတယ်ရှင်နဲ့တူတူတဲဆုံမှနေပြီးထမင်းရင်တောင်းမဲ့မိမတွေမှာဟော်ရီကမာယာဆိုတဲ့မိမမပေါ့ပြီးတော့ရှင်းမမီဘာမှမရှိတော့ရှင်ကအခွန်တပဲရှိတော့မှာချစ်ဘယ်လိုပြောလိုက်ကြလဲကွာကိုကချစ်ကိုချစ်လွန်လို့ကိုရဲ့ပိုင်ဆိုင်မှုတွေစွန့်ပြီးလိုက်လာခဲ့တာပါကွာဟမ် sorry ပဲကိုနိုင်တို့မတည်ကျမသွားတော့မယ်ဘိုင်ဘိုင်နောက်ဘယ်တော့မှထပ်မဆောင်ရအော်ကျမကြောင့်ရှင်ဆုံးချုံခဲ့တဲ့ပိုင်ဆိုင်မှုတွေကြောင့်လုံးဝစိတ်မကောင်းပါဘူးရှင်မာယာနေကံမျက်မှောင်တက်လိုက်ကထွက်သွားလိပါတယ်နိုင်ရတော်တော်မယုံနိုင်ခဲ့ပါမမီပြောခဲ့တာတွေကအမှန်တွေကြီးပါပဲမာယာနာမည်နဲ့လိုက်အောင်မူရမာယာများတဲ့မေးမှာနိုင်လေအဲ့ဒီကိမှာထိုင်စရာအကြောင်းမရှိတာကြောင့်ထွက်လာခဲ့ပါတယ်ဒီနေ့ကားမြူလာခဲ့ပါမာယာစိတ်ပြက်စရာပဲကွာနိုင်စရာကားပတဲ့ပေါင်းမှာသူ့ရဲ့အမေဖြစ်သူကခေါ်လိုက်ပါတယ်သူမဒီနေ့ဆိုင်ရှိရနေအကဲခတ်နေရဖြတ်ပါတယ်မာယာဆိုတဲ့အမျိုးသမီးကပိုင်းလုံးလီလာတက်နိုင်လေကားပေါ်မှာထိုင်လိုက်ပြီးမမေတာရှင်နောက်ဆိုတဲ့လူမချစ်ပဲမေမမေတဘောတိုင်းလက်ထပ်ပါမယ်တော်တယ်ငါတာဒီနေ့ကစီးဝါးရဲ့နတ်ဖျားနိုင်သူမနီရဲ့လက်ထပ်ပွဲနေပါနိုင်နဲ့လက်ထပ်မဲ့သူကယောက်ျားတစ်ယောက်ဖြစ်တာကြောင့်အံ့ဩကြပေမဲ့လို့သူ့ရဲ့မိခင်ဒေါ်နန်းမဟာမဒီကိုကြောက်လွန်းလို့ဘာမှဝေမပြောကြပါအဲ့လိုစီးပွားရေးလုပ်ငန်းရှင်တွေနဲ့မြေအောက်ကိုင်းခေါင်းဆောင်တချို့တက်ရောက်ကြပါတယ်နိုင်အားတမတ်တော်ချင်ကြတဲ့လူတွေကတော့နိုင်ကိုနှမျောမိကြပါတယ်သူတို့တမတ်မတော်လာရရင်ဖြစ်ပါတယ်ဒါပေမဲ့သူတို့ပုံကလက်လျှော့မဲ့ပုံမပေါ်ပါနိုင်တို့ကလက်ထက်စာချုပ်မှာလက်မှတ်ထိုးပြီးဟိုတယ်တစ်ခုမှသာပါတီလုပ်ဖြစ်ကြပါတယ်နိုင်ရသည်နေ့ရှင်နောင်းဆိုသည်နဲ့တွေ့ပါတယ်သူကနိုင်ထက်တိတ်ပြီးမထွားပင်ပဲပုံမှန်ယောက်ျားလေးမှရှိတဲ့ပုံစံမျိုးပါသူ့ရဲ့ပုံစံနူးညံ့တဲ့ပုံမျိုးပေါ့မနီသူ့ကျုပ်ကိုခေါ်တဲ့နာစာပါတယ်မနီတဲ့ဒါနဲ့သူ့ကျုပ်ကဘယ်လိုခေါ်ရမလဲအသက်ကလေ3နှစ်လောက်ကြီးတာဆိုတော့ပြောလေရှင်းအောင်မမေကလာခဲ့အောင်နဲ့โอเคကျုပ်လာခဲ့မယ်မမေကဘာလို့အုံးမလည်းမသိဘူးနောင်ကတောက်လက်ဆရှမ်ပိန်ခွက်ကိုချလိုက်ကရှင်နောင်းနားသို့လိုက်ပါခဲ့ပါတယ်ရှင်နောင်းကနှိုင်းကိုတေချာကြည့်မိပါတယ်နှိုင်းရရှင်နောင်းထက်အသားငယ်ပင်မဲ့လို့ရှင်နောင်းထက်လူကောင်းကြီးပါတယ်အသားကလည်းဖြူပါတယ်ရောက်ပြီလားဒီမှာမိတ်ဆက်ပေးမယ်ဒေါ်နန်းမဟာမနီကဝိုင်းတစ်ခုမှထိုင်နေပါတယ်အဲ့ဒီဝိုင်းမှာဒေါ်နန်းမဟာမနီအပြင်ကောင်မလေးတစ်ယောက်နဲ့အသက်ကြီးလူတစ်ယောက်ထိုင်နေပါတယ်ဂျွန်ဟော်ရီယာ2ယောက်ကကျမသားလေးနဲ့တမတ်လေးလီတွေ့ရဝမ်းသာပါတယ်ကွာဟုတ်တွေ့ရဝမ်းသာပါတယ်ကျွန်တော်ရောပဲအဲ့ဒီဝိုင်းမှာဒေါ်နန်းပေးမှာရှင်နောင်းထိုင်ပြီးနိုင်ရတော့ကောင်မလေးနဲ့ရှင်နောင်းကြားမှာထိုင်နေပါတယ်အဲ့ဒီကောင်မလေးကနိုင်ဘက်သို့လှည့်ပြီးဟိုင်းနောင်ဒုနမယစူစီပါဟော်ဒီယာဂျွန်ရဲ့သမီးပါကျုပ်လည်းဝမ်းသာပါတယ်တာအဲ့ဒီစူစီကိုတားလက်ထဲအပ်လိုက်မယ်နော်စိတ်ချပါမမေအဲ့ဒီချိန်ကျွန်းကအခြားဝိုင်းတို့ထသွားပါတယ်စူစီဆိုတဲ့မိန်းကလေးကရှမ်ပိန်ခွက်ကိုနိုင်အပေါ်သို့လောင်းချမိလိုက်ပါတယ် sorry နိုင်
ထိုတောင်းမှမာရီနော်စူစီကတစ်ရှိုးယူပြီးတုပ်ပေးနေပါတယ်လောင်းချမီရဲ့နေရာနိုင်ရဲ့ရှင်ဘက်မှာပါစူစီကနိုင်ရဲ့ရှင်ဘက်ကိုတုပ်ပေးသလိုနဲ့လက်ဖြင့်ပိုးသက်နေမိရကြောင်းနိုင်ရစကနေကောက်ထားလိုက်ပါတယ်တာတွားလန့်သွားအောင်မေโอเคတာရှင်နောင်းနဲ့ဒေါ်နာစူစီရဲ့အပြုအမူကိုစောင့်ကြည့်နေပါတယ်ဒီမှာစူစီဟုတ်ပြောလေနိုင်ရဲ့အမျိုးသားလားမူရမားရများလွတ်လိုက်တာကိုတခုပြောချင်တယ်ခုနဘာချိုချိုးတာလဲအခုနိုင်တို့မနေဆိုတာကိုယ့်ရဲ့ယောက်ျားနော်မင်းအနေထားဆင်ကျင်တဲ့နေဟာဟာစူစီကဘာလို့နေလို့လဲကိုယ့်ရဲ့လောက်ရက်ကိုသိမှာပေါ့ကိုမပြောပြလဲအတီနန်စူစီတကယ်လောက်တာမဟုတ်ဘူးနော်အန်တီရှုံးနေမလားယင်ဒီမှာစူစီမင်းကအန်တီကိုဖြည့်ရှင်းဆက်ပေးစေချင်တာလားအန်တီအကုန်မြင်နေပြီးတော့ဟောဒီဟာတားရှင်အောင်ပြောတာတွေအမှန်တွေကြီးပဲနောက်တစ်ခုပြောအောင်မေမင်းရဲ့တက်ဒီလုပ်ငန်းတွေဒေဝါလီခန့်စေခြင်းတော့မင်းရှေ့တိုးလို့ရတယ်ရှေ့တိုးရင်တော့အန်တီတာလဲပင်မရွှေဘူးနော်တဘောပေါက်ပါစေစူစီကလန့်သွားပြီးထွက်သွားပါတယ်စူစီထွက်သွားမှရှင်းတော့မမေကလည်းအစူစီမကိုတက်ပြီးစူရှိလှုပ်ရှားလိုက်ရမှာစိတ်လျှော့ပါသားရင်မမေမာတာမမေနဲ့နိုင်ရဲ့အရှိမသားကိုခံပညာတွေထုတ်သုံးလို့မရအောင်သူ့ရဲ့အမြင်မှာတာအိမ်တွဲမှုကျွမ်းကျင်ပိုင်နိုင်တဲ့လင်းယောက်ျားတစ်ယောက်နောက်တစ်ခုကသားတို့အိမ်နာကြီးကိုနှောက်ယှက်တဲ့သူမှန်သမျှမမေရဲ့ဓားစာဖြစ်မယ်ဟာဟာမမေကတော့တကယ်ပဲနိုင်တယောက်တန်ရှင်းလုပ်ပြီးထွက်လာခဲ့လိုက်ပါတယ်နိုင်ရောက်လာတဲ့ချိန်မှာမမေနဲ့ရှင်နောင်ကတော့ဘာရီတဘောကြနေမှမသိပါခုနစူစီဆိုတာလည်းမတွေးတော့ပါရှင်နောင်ကျုပ်တို့ပြန်ရအောင်ကောင်းပြီမနီမမေသားတို့ပြန်ပြီနော်โอเคသားနိုင်နဲ့ရှင်နောင်ကအခုအိမ်ခန်းထဲမှာပါအဲ့ဒီကိစ္စကိုနိုင်ပြောရမယ်ရှင်နောင်ပြောလိမ့်မနီခမရလေယောက်ျားပဲဆိုတော့ဒီကလေးမှာအတူတူအဲ့လိုရှားမယ်ထင်တယ်တခုပြောချင်တာခမရနဲ့ကျုပ်ကအကျင့်မပါတဲ့အိမ်နာကြီးကိုလက်ခံကြတာကျုပ်ကအကွေးမဟုတ်လို့ခမရကိုမဲ့တစ်ပေါက်တော့မစွန်းစေအောင်နိုင်ရဲ့ပြောစကားများရှင်နောင်ခေါင်းညိတ်ကအတိမတ်ပြုတ်လိုက်ပါတယ်ပြီးတော့သူတနေ့လုံးပင်ပန်းထားတာဖြစ်တာကြောင့်အိမ်မဲအလုပ်ရှင်နောင်ရေချိုးပြီးမှအိတ်ညစ်ပတ်တာမကြဘူးကောင်းပြီကိုရီသွားချိုးလိုက်မယ်မနီရောအတူတူချိုးရအောင်လေဘာခမရပါလားချိုးစမ်းပါဗျာအိတ်တာကြတော့ရပြီရေချိုးတာကြတော့မရဘူးလားနိုင်ရရှက်နေပါတယ်အသားဖြစ်သူဖြစ်ပြီးမျက်နှာကြီးတစ်ခုလုံးကနေရင်းနေပါတယ်ဟုတ်တယ်သူလည်းယောက်ျားငါလည်းယောက်ျားပဲရှက်စရာမရှိဘူးချိုးမယ်တော့ပြီကိုယ့်အကိုချိုးပြီရှင်နောင်လေးအလင်းအမြန်ရေချိုးကနေဝင်လိုက်ပါတယ်မြန်မာပြည်ရဲ့လေစိတ်တနေရကိုနိုင်မေးပြန်လာပြီလွန်ခဲ့တဲ့10နှစ်ကမေးပြောခဲ့တယ်လို့ကိုနိုင်ကိုပိုင်ဆိုင်ဖို့နနက်ခင်းရောက်ကြီးကနေပေါ်မှာအိပ်ပျော်နေတော့နိုင်တုမရီရဲ့မျက်နှာပေါ်မှာကြားရောက်နေပါတယ်နေရဲ့အလင်းရောက်ကြောင်းနိုင်တယောက်နိုးလာခဲ့ပါတယ်အိယာဘေကိုကြီးလိုက်တော့ကဟိုလူမရှိပါနိုင်လည်းရေချိုးဝေစားလေးပြီးအလုပ်တို့သွားရန်ပြင်ဆင်နေပါတယ်နိုင်ခုလုံးမဲ့ project ကအလုံးအရေးကြီးတဲ့ project ပါအဲ့ဒီ project ကိုလက်သွဲပြီးလုံးမဲ့လူတွေကတကယ်ကိုဂျပန်နိုင်ငံစီးပွားရေးရှင်တွေဖြစ်ပါတယ်သူတို့နဲ့သာလက်တွဲထားမယ်ဆိုရင်နိုင်တို့အတွက်အမြန်များရှားနိုင်ပါတယ်နိုင်ရအင်အားတို့ဆင်းလာတော့ကအမေကမနှက်စာစားနေပါတယ်အိမ်ထဲဝိဝိုက်ကြည့်ရော်လေဟိုလူမတွေ့ပါနိုင်မမေကိုမေးလိုက်ရမလားသူ့ဘာသာဖဲတော့ငါနဲ့ပိုင်ဆိုင်တာကြနေရပဲGood morning my son morning လာကော်ဖီတောက်မမေဟိုတယောက်ရောဘယ်တယောက်လဲတာရဲ့ဟာမမေရကျွန်တော်ယောက်ျားဘဲသွားလေလို့တားရှင်နာကသူ့လောက်ကိုသွားတယ်တာရဲ့သူ့လောက်ကဟုတ်မမေပြောတဲ့စဖို့မှုအလုပ်ကိုလားဟုတ်တယ်တာရဲ့တားရှင်နာကသူ့လောက်မှာခေါင်းဆောင်နေအခုလေအရှုပ်တွေသွားရှင်းမလို့တဲ့စောစောထသွားတယ်အော်နိုင်လင်အော်တလုံးသားတွေပြောလိုက်ပါတယ်သူ့အလုပ်ကြောင်းကိုတော့နိုင်စိတ်ဝင်စားပါသူကမမီထက်အသက်ကြီးရဲ့လူဆိုတော့အလုပ်တော့ရှိတဲ့နေမဟုတ်လား16 ဆက်ခွန်အရွယ်လည်းမဟုတ်တားသွားပြီ Okay my son have a great day နိုင်ရကောင်းတာညှိပြလိုက်ပါတယ်နိုင်မသိတာရှင်နာကခေါင်းရအရှုပ်လေးရတာဖြတ်ပါတယ်ဟဲ့သိလားငါတို့ boss ကလေလက်ထပ်လိုက်ပြီတဲ့အေးငါလဲကြတယ်ဘသူဘယ်ဝါလဲတော့မသိဘူး
ဘော့စ်နဲ့လက်ထပ်လိုက်တဲ့လူအနေချင်းမဲ့မြင်ဘူးတာတွေမီဒီယာကိုလည်းနှုတ်ပိတ်ထားတယ်ဆိုပဲကောင်မလေး3ယောက်စကားပြောနေရနိုင်ကုန်ကြားလိုက်ပါတယ်မမေကနိုင်လက်ထပ်တာတရားဝင်ကြီးညာခဲ့ပေမဲ့ဘသူဘဝဆိုတာထုံမပြောခဲ့ပါစီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ဂိုင်းကောင်းဆောင်အချို့သာသိကြပါတယ်နိုင်ကိုမြင်ကြသောအခါမှာကောင်မလေး3ယောက်ကခေါင်းငုတ်ပြီး boss ကိုယ့်လုပ်ကိုလုပ်ကြမင်းတို့အရင်မြဖမ်းမြပြီးပြောဖို့လားစာပေးတာမဟုတ်အချောင်ခိုးပြီးလားစာအလက်ကရကျင်နေကြလားဟမ်တားမမာတဲ့ boss နိုင်ရဲ့အတွင်းမှုဖြစ်သူကောင်မလေးရောက်လာကြနိုင်လည်းအဲ့ဒီနေရာမှာထွက်သွားပါတယ်နိုင်သွားတော့အခါမှာအဲ့ဒီကောင်မလေးလည်းတက်ပြင်းချနိုင်ပါတယ်ကိစ္စတွေပြတ်ခဲ့ပြီလားတားရှင်အောင်ပြီးခဲ့ပါပြီကျွန်တော်အခုမနီစီလိုက်သွားလို့ရှာလိုက်ရင်မနီစီသွားရမယ်ဒါပေမဲ့ तू မသိအောင်ဒီနေ့ကောင်းသွားရတဲ့အကြောင်းကတော့နိုင်ရအခုဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ project တစ်ခုရှိရလို့ဒေါ်နန်းမဟာမနီပြောခဲ့ပါတယ်သူတို့ကမနီကိုလှုပ်ကြံချင်ကြတဲ့လူတွေဖြစ်ပါတယ်မနီကသူ့နာမှာလုံခြုံရေးအဆောင်တွေထားရတာမမေပြောပြီးရှင်နောင်းကုန်တီးပြီးဖြစ်ပါတယ်မမေနာသိရင်အဲ့ဒီလှုပ်ကြံသူတွေတောင်မကကြံတဲ့လူတွေပါထိခိုက်မိနိုင်ပါတယ်ဒေါ်နန်းကတွေးဝေနေတဲ့ရှင်နောင်းကိုကြည့်ရင်ခေါင်းခါလိုက်ပါတယ်သူမနှမ်းကိုလှုပ်ကြံမယ့်အကြောင်းသူသိပါတယ်ရှင်နောင်းပြောလာမှစောင့်နေပါတယ်တာရှင်နောင်းမမေသိပါတယ်ကွယ်စိတ်ကြဒီကိစ္စမမေဝင်မပေါဒါမဲ့လှုပ်ကြံသူတွေမမေစီခေါ်လာခဲ့မမေရှင်းမယ်နော်စိတ်ကြပါသားရင်တခြားသူတွေမထိခိုက်စေရအောင်မမေကမပိုင်လေချင်တော့မရိုက်ဘူးဆိုတာသိရမလားဒါမဲ့တခုပဲနိုင်မသိစေနဲ့စိတ်ကြပါမနေမသိစေရပါနိုင်ရအစင်းမြင့်စားတောက်ဆိုင်ရဲ့ VIP အခန်းတစ်ခုထဲမှာစောင့်နေလေးပါတယ်မကြခင် project ကိစ္စကိုဆွေးနွေးဖို့လုပ်ငန်းရှင်တွေလာကြတော့မယ်လေစောင့်နေရကြပြီလားလုပ်ငန်းရှင်လူ3ယောက်ဝင်လာပါတယ်2ယောက်ကတော့မြန်မာလူမျိုးဖြစ်ပြီးကြံ1ယောက်ကတော့ဂျပန်လူမျိုးပါဟုတ်ကဲ့မကြသေးပါဘူးလိုင်းတူမနီကိုတွေးချင်တာကြပြီအခုမှတွေးရတော့ပါပဲအသက်30ကျော်ခန့်ရှိတဲ့လူတစ်ယောက်ကပြောပါတယ်နိုင်နဲ့မြန်မာလူမျိုး2ယောက်ကတော့စကားကောင်းနေစေဂျပန်လူမျိုးဖြစ်ရင်သူကတော့စကားမပြောပါအဲ့ဒီနောက်ဂျပန်လူမျိုးကတနက်ကိုထုတ်လိုက်ပြီးနိုင်ရဲ့နှက်ဖို့ချိန်ထားပါတယ်နိုင်ရအဲ့ဒီအချိန်ကိုနားမလဲပါအခုသူလှုပ်ကြံခံနေရလားမသိခွဲပါနိုင်မျက်လုံးမိတ်လာချိန်မီးပြတ်သွားပြီးဘာမှမမြင်ရတော့ပါထိုးကျိန်းနေတဲ့အတန်တွေကိုနိုင်ရကြားရပါတယ်အဲ့ဒီချိန်နိုင်ရဲ့မျက်လုံးလူတယောက်အဝတ်မဲဖြစ်စီးလိုက်ပါတယ်အဲ့ဒီလိုမမြင်ရပေမဲ့သူ့ရဲ့ကိုယ်တင်နှက်ကပူရှိန်တဲ့လိုရပါတယ်အဲ့ဒီနောက်ပိုင်ရှင်ကြောင့်နိုင်ရဲ့ဝဲပဲရှင်အောင်ကလှုပ်ခတ်သွားပါတယ်တိုးတိုးနေအဲ့ဒီရနံပိုင်ရှင်အတန်ရှင်းနေပေမဲ့သူကပုံဖော်တက်သေးပါအချိန်တစ်ခုကြာတော့ကမီးတွေပြန်လာတော့သတိပြုံးမိပါတယ်နိုင်ရမျက်လုံးစီးကိုချွတ်လိုက်တော့ရှုပ်ပွားနေတော့အခန်းကလွဲပြီးဘသူမှရှိမနေတော့ပါခမများနဲ့ကတ်မကုန်ရင်ပြန်ဆောင်ချက်မာရရနံပိုင်ရှင်ရင်ရှင်နောင်ကအလုံးမလုံးခင်ပူရှင်းပြီးကဲဝါးလေးရှိပါတယ်ကြံတဲ့အချိန်တွေသူမဝါဖြစ်ပါဒါကြောင့်သူ့ရဲ့လှုပ်ဝက်နာမည်ဟာ PK လို့သိကြပါတယ်အခုလေအရောက်မြန်ပေးလို့တာပါဟိုဂျပန်ကောင်ကမနေ့ကိုတနက်နေ့ချိန်ထားပြီးဖြစ်ပါတယ်ရှင်နောင်ရဲ့လူအချို့ဟာမီးတွေဖြတ်ကြပြီးဝင်တိုက်ခိုက်ကြပါတယ်မနေ့ကိုမျက်လုံးစီးပေးလိုက်ပါတယ်မနေ့ကိုမသိစေချင်တာပါမယ်လေအခုချိန်တကိတိုက်ခိုက်ပြီးတဲ့အခါအဲ့ဒီလူ3ယောက်ကိုရှင်နောင်ရဲ့လူတွေခေါ်ထုတ်သွားပါတယ်ပြီးတော့အခါမှမီးတွေပြန်ဖွင့်လိုက်ပါတယ်သူလည်းထွက်သွားပါတယ်ဆန်ရှိစီတီဝေမှတ်တမ်းတွေကိုလည်းဖျက်ဆီးဖို့မမေးခဲ့ပါမနီပြန်လာပြီလားနိုင်အိမ်သူပြန်ရောက်တဲ့ကအဲ့ဒီလူကနိုင်အားပြောလိုက်ပါတယ်နိုင်ဘာဖြစ်နေရလဲကိုမသိပေမဲ့အဲ့ဒီအနံ့ပိုင်ရှင်ကိုတွေးချင်ပါတယ်ထို့သူကနိုင်ကိုကယ်ခဲ့တာမဟုတ်လားအတန်နားထောင်ကြည့်တော့မိမမဟုတ်နိုင်ပါယောက်ျားတစ်ယောက်ဖြစ်ရန်ရှိပါတယ်ဒီမှာမမေပြန်ရောက်ပြီလားဟုတ်ရှင်နားမသိဘူးโอเคခမရကြိုပြောစရာရှိတယ်ပြောလေမနီအခန်းထဲလာခဲ့ဟုတ်ရှင်နောင်ကအခြားလူရဲ့ပုံမှာတော့မဟာကိုင်းရဲ့ဒူကောင်းဆောင်တစ်ယောက်ဖြစ်ပါတယ်ရက်ဆက်တဲ့တွေးအေးတယ်ဒါပေမဲ့နိုင်တူမနီရဲ့ရှေ့မှာတော့ရုံဖြူလေးတစ်ဖွဲ့ပါဖြူစင်နဲ့အေးစီနေတတ်ပါတယ်
ဒါရီယာသူ့ရဲ့ကာမပိုင်ယောက်ျားရှိမှသာဖြစ်ပြီးအဲ့ဒီပုံနိုင်တယောက်သာသိလိမ့်မယ်လေမနီပြောလေနိုင်ရသူ့ရဲ့အင်ကြီးကိုချွတ်နေပါတယ်ရှင်နောင်းကတော့ဂရင်ဆုံးမှထိုင်နေပြီးမနီရဲ့နောက်ကျောသာမြင်နေရပါတယ်ကျုပ်ပြောမှာခမည်းနဲ့ကျုပ်ကမေမေတဘောသူလိုရှူခဲ့ရမှာဟုတ်လားခမည်းအနေနဲ့ချင်းရေးစားဆိုတာရှိမှာပေါ့အဲ့တော့ခမည်းလေးခမည်းလွတ်လပ်တယ်လို့နေကျုပ်လည်းကျုပ်လွတ်လပ်တယ်လို့နေမယ်ဒါပေမဲ့မမေတော့မပြောနဲ့တဘောပေါက်ကောင်းပြီလေမနီရဲ့တဘောကရှင်နောင်းရဲ့တဘောပါပဲဒါမဲ့ရှင်နောင်းကမနီရုပ်ကုမ္ပဏီမှာအလုပ်လုပ်ချင်တယ်နိုင်ရခေါင်းကြီးပြလိုက်ပါတယ်အရေးကြီးတာမမေကိုမပြောဖို့လိုတာပါအနေအောင်ဖဏတ်မြင့်ကိုသူမလှပနေပါတယ်ဓာတ်သူစက္ကန့်အခွဲကြောင့်သူမရဲ့ပေါင်တန်လှလှတွေဟာပူရီသားတို့အဖို့အသက်ရှူမလောက်ဖြစ်ပါတယ်သူမကလျာမီဖြစ်ပါတယ်မေရနိုင်ငံခြားကုမ္ပဏီဖြစ်တဲ့ MI လုပ်ငန်းစုရဲ့စက္ကန့်သူပါအခုမြန်မာပြည်ပြန်လာတဲ့ကိစ္စသူ့ရဲ့အပိုင်ကိုပြန်လာယူဖို့ဖြစ်ပါတယ်အသက်20နှစ်အရွယ်သူ့အဖို့အရာရာပြီးပြည့်စုံသောမိန်းကလေးတစ်ယောက်ပါရုပ်ရည်ချုံမောရှုံးသားမကအတန်ရဝကြီးတဲ့ဖြစ်တာကြောင့်လည်းပါပါမယ်သူမခုရှောင်းနေတဲ့နေရာနိုင်သူမနီရဲ့ကုမ္ပဏီဖြစ်တဲ့မဟာပါသူမကားဝဆင်းလိုက်တာနဲ့လူတွေရဲ့အကြည့်ဟာသူမထက်မှာမင်းကိုနိုင်မှတ်မိပါမလားတစ်ဖက်မှာနိုင်ရဆရာရှင်တို့ကိုစောင့်နေပါတယ်ပြောကြချက်အရာကတော့ MI လုပ်ငန်းစုရဲ့စက္ကန့်သူဆိုပဲ MI ရနိုင်ငံသားမှပဲငွေကြေးရင်းနှီးမြှုပ်နှံမှုများပါတယ်အခုမြန်မာပြည်မှာရှေ့ရပထမဆုံးဝင်တာဖြစ်ပါတယ်နိုင်တော့အင်ရှင်အနေနဲ့ဧည့်သည်ကျူဆိုရမှာဖြစ်ပါတယ်ဝင်ခဲ့နိုင်ရဲ့အတွင်းမှုဝင်လာပြီး boss ရှေ့ရရှင်စောင့်နေပါတယ်ဝင်ခဲ့ခါလိုက်အဲ့ဒီချိန်နိုင်ရဲ့မျက်ဝန်းနဲ့မြင်လိုက်ကြတာအနေအောင်ဖက်နှက်စီးထတော့ခြေတော့အစုံမှာလှပါတယ်လုံးဝလှတယ်နိုင်ရအဲ့ဒီလိုမောကြည့်လိုက်ရအရန်လာတဲ့မိန်းကလေးတူပါမဟုတ်မှလွယ်ရောအမရဲ့စက္ကန့်သူလားတွေ့ရတာဝမ်းသာပါတယ်ကိုနှိုင်းသူမနီဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်ထိုင်ပါမင်းနာမည်ကကလျာမီပါကိုနှိုင်းသူမနီကလျာမီအဲ့ဒီနာမည်ကြောင့်နိုင်ရတစုံတရာကိုတရိယာသွားပါတယ်ကလျာမီနိုင်ရဲ့ဘဝမှာလုံးဝမေးလို့မရှားတော့တဲ့နာမည်လေးတစ်ခုပါအဲ့ဒီနာမည်ပန်စင်းလေးမရှိတော့တင်မှာ10နှစ်လောက်ရှိပြီလေအခုနာမည်သူရဲ့လူနဲ့တွေ့ခင်ရပါတယ်ရုပ်ကတော့မတူပါနိုင်ငငယ်တုန်းကတီးခဲ့တဲ့ကလျာမီဟာမျက်နှာတစ်ဖက်မှာအမာရွရှိပါတယ်အခုနိုင်ရှိမှရှိနေသူမှတော့အမာရွနဲ့တူတဲ့အရာမရှိပါတကယ်ချောမောလှပတဲ့အမျိုးသမီးတူဖြစ်ပါတယ်ကိုနိုင်လို့ခေါ်မယ်နော်ရတယ်မလားနိုင်ရဲ့အတွေးအာရုံတို့ဖြတ်လိုက်ပါတယ်ရပါတယ်အဲ့လိုဆိုရင်လုပ်ငန်းကိစ္စဆွေးနွေးကြတာပေါ့ရှင်နောင်နောက်နေ့ရက်နေရဲ့အလုပ်ဝင်မှာပေါ့လူငယ်ပုံစံအင်ဂျီတွေတွားဝယ်ဖြစ်ပါတယ်ရှင်နောင်မှာရှိနေရများမှာလူကြီးစင်များတာပါပြီးရင်တော့ရှင်နေသောစပင်းတွေကိုပုံသွင်းရမယ်လေမြက်ကပ်မှန်အစားပါဝါမျက်မှန်တက်လက်လေလောက်ရမှာမို့စင်တာတစ်ခုသွားဖြစ်ပါတယ်မိမိဒေါ်နာဘလက်ကထုတ်ပေးထားတော့လေရှင်နောင်မသုံးချက်မှာရှင်နောင်ရဲ့ငွေဖြစ်တာသုံးပါတယ်ရှင်နောင်ရဲ့အိမ်နောက်ဘက်ကိုချစ်လားလို့မေးရင်ရှင်နောင်ချစ်ပါတယ်လို့ပြန်ဖြေလိမ့်မယ်လေတကယ်လို့မချစ်ရင်သူ့ယူထားမှမဟုတ်ပါဒါမဲ့မနီရရောမနီရရှင်နောင်ကိုမချစ်ဘူးမနီရရှင်နောင်နဲ့မတက်တာလို့သာလက်ထပ်ခရရလေရှင်နောင်စောင့်နေနိုင်ပါတယ်မနီရှင်နောင်ကိုချစ်လာမယ်တနေ့တော့ရောက်လာမှာပါခလာရင်ခနင်ခမခအစ်စ်ပါခရှင်နောင်မေးပြောက်ထားရင်နာမည်တစ်ခုပါအဲ့နာမည်ကရောအဲ့လူကိုပါမေးပြောက်နေခဲ့တာကြားလာပါပြီရှင်နောင်ကလက်ပြားချီပြတဲ့အေးဆက်လာလေးပြီလေမဟုတ်ဘူးငါရှင်နောင်ခါဆိုတဲ့လူဟာတေးသွားပြီငါတွင်ခါမဟုတ်ရှင်နောင်လူမားနေပြီထင်တယ်ကျွန်တော်နာမည်ကရှင်နောင်ပါအဲ့ဒီခါအမျိုးသမီးကအော်တောင်းမှန်ပါတယ်ရှင်ကျမတငယ်ချင်းတယောက်နဲ့ဆင်းလို့ပါစိတ်ထဲမထားနဲ့နော်ဟုတ်ရပါတယ်ခွင့်ပြုပါအောင်ရှင်နောင်ကအလင်းမြန်ထွက်လာခဲ့ပြီးအိတ်ထဲကပူရှိန်ဘူးလေးကိုထုတ်လိုက်ပါတယ်ပူရှိန်နှလုံးပါဇက်ထဲသို့ထည့်နေလိုက်ပြီးဝါးနေလိုက်ပါတယ်အဲ့ဒီခါမှာရှင်နောင်စိတ်တွေငြိမ်သွားပါတယ်ဟိုလေကိုနိုင်နောက်လာထဲမှာလေမင်းရဲ့မွေးနေ့ရှိရဲ့သိလားအဲ့ဒါကိုနိုင်လာပေးနိုင်မလားယင်ဟုတ်ကဲ့ကျွန်တော်လာခဲ့ပေးပါမယ်
ဟုတ်ကဲ့အဲ့ဒါဆိုခွင့်ပြုပါအောင်နော်ကလျာမီလည်းထွက်သွားတော့မှနိုင်ရတပ်ပြင်းရှိကြီးချမိပါတယ်နိုင်ရစရိတ်တရဖြစ်တဲ့အတွက်သူမရဲ့အလှပကိုစိတ်ဝင်စားပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာအဲ့ဒီအနံ့ပိုင်ရှင်ပဲရှိနေပါတယ်ငါဘယ်လိုလုပ်ရမလဲကွာဟုတ်တယ်မမေကိုမေးရမယ်ကလျာဖုန်းတစ်ခုခေါ်လိုက်ပါတယ်သူမနိုင်ကိုမြင်တဲ့အခါပိုင်ဆိုင်ချင်လာပါတယ်ဟယ်လိုနိုင်သူမနီအကြောင်းအကုန်သိချင်တယ်ကိုနိုင်မင်းကိုမမေ့သေးပါဘူးကွာစိတ်ချကိုနိုင်မေးစီပြန်လာမေးလို့မေးယုံကြည်ရဲ့ကိုနိုင်စီပြန်လာဖို့မေးဘလောက်တောင်စူးစမ်းခဲ့ရတယ်လဲဆိုကိုနိုင်မသိပါဘူးကွာရှင်နောင်ကအိမ်သူပြန်အောင်တော့ခါရေခဲတက်တာတွေကရေဖို့ထိုးတောက်နေပါတယ်ပြန်လာပြီလားဒီအသားမနေပါမနေအစောကြီးပြန်လာခဲ့တာပဲအခုလိုမနေကစကားပြောတဲ့အတွက်ရှင်နောင်ကမနေရဲ့ဆက်ဆံရေးကတိတ်အစိုးကြီးမဟုတ်လားပါဟုတ်တယ်မနီဒီနေ့စောတယ်နော်အင်းကြောက်မမေနဲ့ပြောစရာရှိလို့အော်ဒါနဲ့ခမအလုံးဝင်မယ်ဆိုတာမမေသိလားသိတယ်မနီရဲ့သိရင်လည်းပြီးတာပဲသူ့မပြောရင်ကျုပ်ပေါ်ခေါင်းရလိုက်မယ်နိုင်မမေဒေါ်နန်းမဟာမနီခေါင်းရပြန်လာဖြတ်ပါတယ်ပြန်လာရခြင်းရလေဒါတော့မှောင်မေးစရာရှိလို့တဲ့လေဖုန်းထဲကပြောဆိုလည်းမပြောပါမမေตาလူတယောက်ကြောင့်သိချင်လို့ဘသူလဲမိုင်းဆန်ตาမသိဘူးဒါပေမဲ့သူ့ဆရာပူရှိန်းနဲ့ရတယ်ရှင်နာရှည်တောင်းနေရေတွေမှုတ်ထုတ်မိလိုက်တာကြောင့်မနေနဲ့မမရကြည့်နေပါတယ်ခမဘာဖြစ်တာလဲตาဖြစ်သူရဲ့ခမလို့ခေါ်တဲ့ကြောင့်ဒေါ်နန်းမျက်ခုံးကျုံမိပါတယ်ရှူမယူထားပါပြီဆိုရင်ဘာကိုခမလေမဖြစ်ဘူးနှိုင်းရှင်နာကမင်းရဲ့အိမ်နာပတ်နော်ပြီးတော့မင်းထက်အသက်ကြီးရင်ကိုလို့ခေါ်မဟုတ်ရင်ကိုနာလို့ခေါ်မမေအပေါ်မပြောမိုင်းဆန်မင်းမခေါ်ချင်မင်းရှာခိုင်းနေလို့မမေမရှာပေးဘူးရှင်းသလားဟုတ်ပြီโอเคကိုနာလို့ခေါ်မင်းရှာပြီလားကိုကြောင့်မိုင်းဆန်ဒေါ်နန်းပူရှင်းပိုင်ရှင်ဘာလို့လဲဆိုတာသိပါတယ်အဲ့ဒီလိုသူ့ရဲ့တမန်လေးလေပရိသတ်များရှင်နှုတ်ခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လေးကတော့ကျွန်တော်သူ့ရဲ့ကာမပိုင်ယောက်ျားဆိုတဲ့ဘီယန်ဇလန်ကောင်းလေးရဲ့အပိုင်းတစ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်နေ့မှာတင်ဆက်ပေးမယ့်အပိုင်းနှစ်ကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်။နိုးတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးများနားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့နိုးတို့ channel လေးမှာဆုတောင်းမြတ်တာပို့တာလိုက်ရပါတယ်ရှင်။ကဲနောက်နေ့မှာပြန်လည်တွေ့ဆုံကြမယ်နော်။ Bye bye